တောက်ကြနေဖွားများအတွက်မေလဟောစာတမ်းလာဤအထွေထွေသဘောတဘာဝမေလသည်တနေဆောင်ခြင်းကြီးထွားခြင်းနှင့်ထင်ရှားခြင်းသဘောရှိသောလဖြစ်သည်တောက်ကြကျိုးဗီနက်စ်ဩဇာခံရသောတောက်ကြနေဖွားများအတွက်ဤလသည်အနုပညာအလှအပချစ်ချင်းမေတ္တာနှင့်ငွေကြေးတိုးတက်မှုထွန်းကားသောလဖြစ်သည်သင်တို့သည်တဘာဝအဖြစ်နူးညံ့သိမ်မွေ့သူများဖန်တီးမှုအာတန်သူများဆက်ဆံရေးကိုတန်ဖိုးထားသူများဖြစ်ရာမေလတွင်လက်မှုပညာအလှအပဒီဇိုင်းအနုပညာဖျော်ဖြေရေးနှင့်ဖောက်တည်ဆက်ဆံရေးကိစ္စများအထူးအောင်မြင်လိမ့်မည်သို့သောတောကြဤတာယာလိုသောသဘောကြောင့်အလွန်အကျွံသုံးဆွဲခြင်းပြင်းရည်ခြင်းလောဘလွန်ခြင်းနှင့်ဆက်ဆံရေးတွင်မျှော်လင့်ချက်လွန်ကဲခြင်းတို့ကိုသတိပြုရမည်အလုတ်ကိုင်နှင့်စီးပွားရေးအလုတ်ရှာဖွေနေသူများမေလ6ရက်နောက်ပိုင်းတွင်ဒီဇိုင်းဖက်ရှင်အလှကုန်အနုပညာဂီတရုပ်ရှင်ကြော်ညာဖောက်သည်ဝန်ဆောင်မှုနယ်ပယ်များတွင်အလုတ်ကမ်းလှမ်းခံရနိုင်သည်မေလ12ရက်နှင့်20ရက်တို့တွင်အလုတ်လျှောက်လွှာတွင်ဓာတ်ပုံကောင်းကောင်းပါရန်သတိပြုပါမေလ25ရက်နောက်ပိုင်းအလုတ်အင်တာဗျူးအောင်မြင်နိုင်သည်လက်ရှိဝန်ထမ်းများမေလတွင်တင်သည်အလှဆင်ခြင်းရုံးအလှပြင်ဆင်ခြင်းသို့မဟုတ်ဖောက်သည်များအားဧည့်ခံခြင်းဆိုင်ရာတာဝန်များရရှိနိုင်သည်တင်ဤနူးညံ့သိမ်မွေ့မှုနှင့်အရသာရှိမှုကိုအထက်လူကြီးကအတိအမှတ်ပြုလိမ့်မည်မေလ14-18ရက်အတွင်းအမျိုးသမီးလုပ်ဖော်ကိုင်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်ရသော project အောင်မြင်ပါကယာတူးတိုးရန်အခြေခံဖြစ်လာမည်စီးပွားရေးလုပ်ငန်းရှင်များအလှအပဖက်ရှင်လက်ဝတ်ရတနာပကြီးအလှပြင်ဆိုင်လုပ်ငန်းများအတွက်မေလ10ရက်တွင်အယောင်အတူများရဲ့ကောင်းမွန်မည်အမျိုးသမီးဖောက်သည်များထံမှအမိတ်စာသစ်များရရှိနိုင်သည်သို့သောမေလ13ရက်14ရက်ဗုဒ္ဓဟူးနေ့တွင်ယင်းနှမြုပ်နှံမှုအသစ်များမစတင်သင့်ပါသတိပြုရမည့်အလုပ်ခွင်အခြေအနေများမေလ3ရက်5ရက်အတွင်းလုပ်ဖော်ကိုင်ဖက်တဦး၏မနာလိုစကားကြောင့်စိတ်နှောက်ယှက်ဖြစ်ရနိုင်သောလဲတင်းလာပါသောအမူအရာကအရာရာကိုဖြေရှင်းပေးလိမ့်မည်မေလဆန်းပိုင်းတွင်အလုပ်ခွင်အလှပြိုင်ပွဲသို့မဟုတ်ဖောက်တဲ့ကျေနပ်မှုစုရရှိနိုင်သည်ပါဝင်ပါကထူးချွန်မည်ငွေကြေးကံဝင်ငွေလမ်းကြောင်းများမေလ9ရက်16ရက်25ရက်တို့တွင်လက်ဆောင်ငွေချေရသူထံမှအကူအညီအလှအပဆိုင်ရာအမြတ်ရရှိနိုင်သည်အကယ်၍တင်သည်အနုပညာဂီတအလှအပဖက်ရှင်နယ်ပယ်တွင်လုပ်ကိုင်ပါကမေလ20ရက်25ရက်အတွင်းကော်မရှင်သို့မဟုတ်ပွဲကြေးကောင်းမွန်မည်ငွေထွက်များသည့်ကာလများမေလ2ရက်4ရက်အလှအပဆိုင်အဝတ်ထည်ဖနက်မေလ14ရက်16ရက်လက်ဆောင်များပါတီပွဲများမေလ24ရက်26ရက်အိမ်လဆင်ပစ္စည်းပရိဘောဂတေတေအကြံပြုချက်မေလတွင်စိတ်ကြိုက်ဝယ်ယူမိခြင်းများစွာရှိသဖြင့်ဈေးဝယ်စရင်ကြိုရေးဆွဲပါငွေချေးအာမခံပေးခြင်းတောက်ကြနေဖွားများအတွက်မေလတွင်ချစ်သူရည်စားအတွက်ငွေကုန်ကျမှုများနိုင်သည်ချစ်ရသူအားလက်ဆောင်ပေးခြင်းသည်ကောင်းတော်လဲအကျွေးတင်ခံ၍မဖြစ်ပါစေနှင့်အာမခံပေးခြင်းကိုမူလုံးဝရှောင်ပါမေတ္တာရေးစုံတွဲများအတွက်မေလတွင်တောက်ကြနေဖွားများသည်ချစ်သူအိမ်အောင်ဖက်နှင့်ရင်ခုန်စရာခိုက်တန့်များပိုမိုရရှိလိမ့်မည်အထူးသဖြင့်မေလ2ရက်9ရက်18ရက်29ရက်တို့တွင်ညစာစားပွဲလက်ဆောင်အံ့အားသင့်စရာပြုလုပ်ပါတတိပေးချက်မေလ17ရက်တွင်တင်အလွန်မင်းစိတ်ကူးရင်ဆန်ခြင်းကြောင့်ချစ်သူကိုတင်ဒီလိုမဟုတ်ဘူးဟုအပြစ်တင်မိနိုင်သည်လက်တွေ့ကြစဉ်းစားပါကောင်းသောရက်များမေလ4ရက်13ရက်22ရက်31ရက်တကူရဲသမားများအတွက်မေလ10ရက်15ရက်အတွင်းအနုပညာပြပွဲဂီတဖျော်ဖြေပွဲအလှပြိုင်ပွဲကော်ဖီဆိုင်သို့မဟုတ်အွန်လိုင်းချင်းတွေ့အပ်အတွင်းအလွန်ဆွဲဆောင်မှုရှိပြီးအနုပညာမျက်နှိုးသူတဦးနှင့်တွေ့ဆုံနိုင်ခြေ80ရှိသည်ထိုလူသည်တောကြသို့မဟုတ်တနင်္ဂနွေနေ့ဖွာဖြစ်နိုင်သည်အကောင်းဆုံးရက်များမေလ9ရက်14ရက်23ရက်အိမ်ထောင်ရေးအိမ်ထောင်ရှင်များအတွက်မေလသည်အိမ်ထောင်ရေးတွင်အလှအပနှင့်နှွေးထွေးမှုတိုးပွားစေမည်လားဖြစ်သည်အတူတကွခီးသွားခြင်းအိမ်လှဆင်ခြင်းဖြင့်ယဉ်နီးမှုတိုးလိမ့်မည်သို့သောရောက်ခမဖတ်မှဝင်ရောက်ဆွတ်ဖက်ခြင်းကိုနူးညံ့စွာတုံ့ပြန်ပါမိသားစုနှင့်လူမှုရေးမိသားစုအတွင်းအဖြစ်အပျက်များမေလ1ရက်3ရက်အတွင်းအမေသို့မဟုတ်အတော်ပတ်မှဝမ်းသာစရာသတင်းကိုဝင်အိမ်တောင်ကြားရနိုင်သည်မေလ20ရက်22ရက်တွင်မိသားစုတပ်ပုံရိုက်ခြင်းသို့မဟုတ်အိမ်တွင်းပွဲလေးကျင်းပရန်အကြံကောင်းမိတ်ဆွေဟောင်းများအနုပညာကျောင်းတက်ဖက်သို့မဟုတ်ဖက်ရှင်လောကမှမိတ်ဆွေဟောင်းတဦးမေလ16ရက်18ရက်အတွင်းဆက်သွယ်လာပြီးပွဲတစ်ခုသို့မဟုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိတ်ကြားလာနိုင်သည်
လူမှုရေးသတိထားရမည့်အချက်တောက်ကြနေဖွားများသည့်မေလတွင်လူအများရှိမိမိကိုမိမိအလွန်အကျွံဖော်ပြခြင်းဆိုရှယ်မီဒီယာတွင်ဓာတ်ပုံလွန်ကဲစွာတင်ခြင်းကြောင့်မလိုလားအပ်သောဝေဖန်မှုခံရနိုင်သည့်အနည်းငယ်ချင်းချိန်မှာပညာရေးနှင့်လေ့လာမှုကျောင်းသားသူများမေလ8ရက်9ရက်10ရက်တို့တွင်စာမေးပွဲဖြေဆိုပါကအနုပညာဂီတပကြီးဒီဇိုင်းဘာသာရပ်များထူးချွန်မည်မေလ18ရက်22အတွင်းဖန်တီးမှုဆိုင်ရာ project တင်သွင်းရန်အချိန်ကောင်းဘာသာစကားနည်းပညာစီမံခန့်ခွဲမှုတောက်ကြနေဖွားများအတွက်မေလတွင် graphic design fashion design အလှပဆိုင်ရာသိပ္ပံတပ်ပုံပညာဂီတသင်တန်းများအထူးတင်တော်သည်တပတ်လျင်4နာရီလေ့လာပါကအရေးချင်းတိတိတသားတိုးတက်မည်တင်ကြားရေးဆရာမများမေလတွင်ကျောင်းသားများအားအယောင်များပုံများဂီတဖြင့်တင်ကြားခြင်းကစိတ်ပါဝင်စားမှုကိုတိုးစေသည်အလွတ်ကျက်ခိုင်းခြင်းထက်လက်တွေ့ပြုလုပ်ခိုင်းပါကျန်းမာရေးအဖြစ်များနိုင်သောဝေဒနာများလယ်ပင်နှင့်လယ်ချောင်းနာခြင်းတောကြကြိုကလယ်ပင်ကိုတက်ရောက်မှုရှိသောကြောင့်မေလ6ရက်8ရက်တွင်သတိထားပါအရေးပြားတတ်မတဲ့ခြင်းအလှကုန်အသစ်ပန်းဝတ်မုံတို့ကြောင့်ဖြစ်နိုင်ခါနာခြင်းဖနှက်မြင့်မြင့်စီးခြင်းအနေထိုင်မမှန်ခြင်းကြောင့်စိတ်ဖိစီးမှုလျှော့ချရေးတောက်ကြနေဖွားများအတွက်တခြင်းနားထောင်ခြင်းကခုန်ခြင်းပကြီးဆွဲခြင်းဥယျာဉ်စိုက်ပျိုးခြင်းရေချိုးခြင်းတို့သည်စိတ်ကိုအကောင်းဆုံးဖြေလျှော့ပေးသည်အိပ်ဆက်ခြင်းမေလ19ရက်21ရက်အတွင်းအိမ်မက်လများမှတ်ခြင်းသို့မဟုတ်အိယာမှနှောင့်နှေးထားခြင်းဖြစ်နိုင်သည်အိယာမဝင်မီနှင်းစီရေမွေအနှဲငယ်ခေါင်းအုံးပေါ်ဖြန်းခြင်းကအထောက်အကူပြုသည်ကံကောင်းစေသောအရာများကံကောင်းအယောင်ပန်းရောင်ချစ်ခြင်းအတွက်အစိမ်းရောင်ကျန်းမာရေးအတွက်အပြာနုရောင်စိတ်ငြိမ်းချမ်းမှုအတွက်ရှောင်ရမည့်အယောင်အနက်ရောင်ဝမ်းနည်းမှုကိုဆွဲဆောင်ကံကောင်းကနန်း269ထို့ပြင်15 24 33တို့လည်းပါဝင်သည်ကံကောင်းနေ့တောကြကိုယ်တိုင်နေ့တနင်္လာစိတ်ခံစားမှုအတွက်ကံကောင်းအချိန်တောက်ကြနေ့ညနေ4နာရီမှ6နာရီအတွင်းအခြေရေးအမှုပညာကိစ္စများဆောင်ရွက်ခြင်းသတိထားရမည့်နေ့ဗုဒ္ဓဟူရာဟုဤနေ့တွင်အလှကုန်အဝတ်ထည်ဈေးကြီးများမဝယ်သင့်ပါရတရားအကြံပြုချက်တောက်ကြနေတိုင်းနနက်အိပ်ရာထားပြီးပန်းဖြူဖြူဥပမာစပဲကညွတ်ကိုရေတန်းဖြင့်တပိတ်တစ်ခုအတွင်းမျှော်ပါထို့နောက်ထိုရေကိုအိမ်ရှိသို့ဖိတ်ကျော်ပြီးငါ၏အလှငါ၏ချစ်ချင်းငါ၏ကံတို့တိုးပွားပါစေဟုဆုတောင်းပါတကြားလုံးမုံချိုများကိုတောကြနေများတွင်တက်ကြီးရွယ်အိုများအားလှူဒန်းခြင်းဖြင့်တောကြချို၏ကျေးဇူးကိုရရှိစေသည်ရှောင်ရှားရမည့်အချက်မေလအတွင်းအင်္ဂါနေ့များတွင်အခြေရေးဆုံးဖြတ်ချက်များမချသင့်ပါရန်ဖြစ်တတ်သည်ညနေ3သူညမှ4သူညအတွင်းမိတ်ကပ်လိန်ခြင်းအလှပြင်ခြင်းကိုရှောင်ပါမိကုံးချုပ်စကားတောကြနေဖွားတို့ရေမေလသည်တင်တို့၏အနုပညာစိတ်သက်နူးညံ့သိမ်မွေ့မှုနှင့်ချစ်ချင်းမေတ္တာကိုကဘာကြီးအားပြသရမည်လားဖြစ်သည်တင်တို့သည်အလှတရားကိုမျက်နှိုးသူများဆက်ဆံရေးကိုတန်ဖိုးထားသူများဖြစ်ရာမေလတွင်ထိုရည်ချင်းများကတင်အားအောင်မြင်မှုချမ်းသာမှုနှင့်ပျော်ရွှင်မှုပေးလိမ့်မည်သို့သောတင်ကိုယ်တိုင်ကိုလည်းချစ်တဲ့ရန်မမေ့ပါနှင့်အခြားသူများကိုပေးဆက်လွန်ခြင်းကြောင့်မိမိကိုယ်ကိုမေ့လျော့မနေပါနှင့်အလှတရားနှင့်ချစ်ချင်းတို့တင့်ဘဝကိုဖုံးလွှမ်းပါစေ